နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအဲ့တော့လွန်ခဲ့တဲ့တစ်ပတ်ကအာဟိစိတ်စကြတာပေါ့လေလွန်ခဲ့တဲ့ကျွန်တော်တို့သင်ခန်းစာအာဟိစိတ်ဒါပေမဲ့ဒီ YouTube မှာကျွန်တော်မတင်ဖြစ်လိုက်ဘူးဘာလို့လဲဆိုတော့စာသင်တာနည်းနည်းစကားပြောတာများများဖြစ်သွားတဲ့အခါကျတော့ YouTube record အတွက်ကကျတော့အဆင်မပြေလို့အခုပြန်ပြီးတော့အကျဉ်းပေါ့လေပြန်ပြောကြသေးတာပေါ့ဒီအာဟိတ်စိတ်သဘောကလေးတုန်းကတော့ကျွန်တော်တို့လည်းနားမလည်ဘူးဒီအာဟိတ်စိတ်အဲ့တော့ကုသိုလ်အကုသိုလ်ကရိယာဆိုတာတွေကကိုယ်တိုင်လုပ်ရတဲ့အလုပ်တွေအာဟိတ်စိတ်ကသူ့လိုလိုဖြစ်တဲ့စိတ်တွေဒါကိုသဘောပေါက်ဖို့အာဟိတ်စိတ်ဆိုတာကိုယ်ကနေပြီးတော့ဖန်တီးတဲ့နော်စိတ်မဟုတ်ဘူးအလိုလိုပေါ်လာတာနော်အလိုလိုပေါ်လာတဲ့လူနဲ့လူပတ်ဝန်းကျင်ကျွန်တော်တို့စပြောခဲ့ကြတာလူနဲ့လူပတ်ဝန်းကျင်အဲ့ဒီမှာမျက်စိနဲ့မြင်ကွင်းနဲ့နားနဲ့အသံနဲ့နှာခေါင်းနဲ့အနံ့နဲ့ရှာနဲ့အရသာနဲ့ခန္ဓာကိုယ်နဲ့အထီးတွေနဲ့စိတ်နဲ့အတွေးတွေနဲ့စသဖြင့်ဒီလိုလူနဲ့လူပတ်ဝန်းကျင်ကိုအခြေခံပြီးတော့ပြောမှဆိုရင်တော့ contact ဖြစ်သွားတဲ့အခါဒီမှာပရိစ္ဆေသမုပ္ပါဒ်တွေလည်းပါလာတာပေါ့နော်အခုလောလောဆယ်တော့ကျွန်တော်စပြောခဲ့သလိုပဲ data တွေစုတဲ့အချိန်အခုဒီမှာရောက်နေတဲ့ပုံကိုယ်တွေက data တွေကခဏခဏစုနေတာသူအပြီးတော့မှမြန်မာလိုသင်ပါဠိလိုသင်အခုအင်္ဂလိပ်လိုသင်ပေါ့အဲ့တော့နားလည်အောင်ပြောမယ်ဆိုရင်လူနဲ့လူပတ်ဝန်းကျင်ထိတွေ့တဲ့အချိန်မှာပေါ်လာတဲ့အလိုလိုဖြစ်လာတဲ့စိတ်တွေဟာအာရုံစိတ်တွေအဲ့ဒီမှာအလိုလိုဖြစ်လာပြီးနော်စိတ်တွေအဲ့ဒီတည်းမှာကျွန်တော်တို့ကဘယ်မှာသွားပြီးတော့သတိထားရတယ်လဲဆိုတော့ကောင်းမောင်းတဲ့အခါနော်ကျွန်တော်တို့အစင်းတွေအတက်တွေကျုံးလာပြီးအစင်းဆိုရင်ဘာဂီယာနဲ့အတက်ဆိုရင်ဘာဂီယာနဲ့စသဖြင့်အဲ့ဒီမှာဂီယာချင်းရတဲ့နေရာရှိတယ်အဲ့ဒါလေးကိုဒီမှာအာရိစိတ်ကပြောတာပေါ့အာယုံမြင်ကွင်းရဲ့မျက်စိရဲ့ထိတွေ့တဲ့အခါမှာမြင်စိတ်ဖြစ်တာအဲ့ဒီမှာကျွန်တော်တို့မြင်ကွင်းနဲ့မျက်စိနဲ့တွေ့ပြီတွေ့တဲ့အခါကျတော့ဒီမှာပုံမှန်အပြင်နဲ့ကျွန်တော်တို့ရဲ့စိတ်တွေဟာအဲ့ဒီလိုထိမှုမရှိဘူးသို့မဟုတ်ရင်အာယုံပြုမှုမရှိဘူးအမှုမဲ့မှတ်မဲ့ဆိုရင်ဘဝင်စိတ်တွေဖြစ်နေတာဘဝင်စိတ်ထူးခြားတဲ့ဖြစ်စဉ်မရှိဘူးဆိုရင်ဘဝင်စိတ်တွေဖြစ်နေတယ်နော်ဘဝင်ဆိုပြီးတော့ဘဝင်ရေပြင်ငိမ့်နေတယ်လို့မျိုးအဲ့ဒီချိန်မှာဂဲလုံးလေးတစ်ခုတည့်ရွက်လေးတွေ့ရကြွေကြလာတယ်ဒီဘောအဲ့ဒီမှာလှုပ်သွားတဲ့ပုံစံကျွန်တော်တို့အဘိဓမ္မာဆရာတွေကရှင်းပြတယ်အဲ့တော့စိတ်ကကျွန်တော်တို့လှုပ်တဲ့အချိန်မှာချက်ချင်းဝုထိစိတ်ဘဝင်စိတ်အခိုက်အတန့်ကကျွန်တော်တို့ချက်ချင်းရက်မသွားပဲနဲ့အရှိန်ပေါ့ဖြစ်နေတဲ့အရှိန်ရှိတယ်အလျင်ပေါ့နော်အဲ့ဒီမှာဘဝင်တစ်ချက်ကျော်သွားတယ်ပြီးတဲ့အခါကျမှဘဝင်လှုပ်သွားတယ်နောက်ဆုံးကျမှဘဝင်ပြတ်ပြီးတော့ဒီအာယုံနဲ့ပတ်သက်တဲ့ဖြစ်ရမယ့်စိတ်စပြီးတော့ဖြစ်တယ်ဒီလိုပေါ့အဲ့တော့နံပါတ်1နံပါတ်2နံပါတ်3မှာ past ဘဝင်ကအတ္တိတဘဝင်လို့ပြောတယ် vibrational ဘဝင်ကလှုပ်သွားတယ် vibrational ပြီးတော့မှ arrest ဘဝင်ကဘဝင်ကုပစ္စေတလို့ခေါ်တယ်ဘဝင်ပြတ်သွားတယ်ပြတ်ပြီးတဲ့အခါကျမှအခုမြင်ကွင်းသို့မဟုတ်အတန်အရသာအဲ့ဒီထိတွေ့မှုနဲ့ပတ်သက်တဲ့စိတ်တွေစပြီးတော့ဖြစ်တယ်ဒါတွေကအလိုလိုဖြစ်တာနော်ဒီမှာအာရိစိတ်ကအလိုလိုဖြစ်တဲ့စိတ်နော်
မြင်ကွင်းနဲ့မျက်စိနဲ့တွေ့တာနဲ့အလိုလိုဖြစ်လာတဲ့စိတ်တွေကိုကအားစိတ်ရတာမဟုတ်ကိုကရှောင်လို့လည်းမရဘူးအဲ့ဒါကိုမှတ်တာအနိဋ္ဌာယုံပဲဖြစ်ဖြစ်အိဋ္ဌာယုံပဲဖြစ်ဖြစ်ဒါကြောင့်မို့ကျွန်တော်တို့ဖျားယမ်းတာပဲဖြစ်ဖြစ်နော်သောတပန်တဂရကအနာဂံပဲဖြစ်ဖြစ်ကျွန်တော်တို့ပုရုဇဉ်ပဲဖြစ်ဖြစ်ကြုံရတဲ့အခြေအနေအတူတူပဲဒါကိုသဘောပေါက်ဖို့လိုတယ်ဖျားဆိုရင်တော့နော်တစ်မျိုးယန္တာဆိုတစ်မျိုးကျွန်တော်တို့သောတပန်တဂရကအနာဂံယန္ပုဂ္ဂိုလ်တွေဆိုတစ်မျိုးကျွန်တော်တို့ပုရုဇဉ်ဆိုတစ်မျိုးအဲ့လိုမဟုတ်ဘူးတော့ဂီယာချင်းတဲ့နေရာမှာကွဲသွားတာဖြစ်တဲ့စိတ်တွေအတူတူပဲအိဋ္ဌာယုံဆိုလည်းပဲအိဋ္ဌာယုံကျွန်တော်တို့ဒုက္ခဝေဒနာဖြစ်တယ်အနိဋ္ဌာယုံဆိုရင်ဒုက္ခဝေဒနာဖြစ်တယ်အဲ့ဒါကိုမှတ်တာပေါ့ဘုရားဆိုရင်တော့ဒုက္ခဝေဒနာမဖြစ်ဘူးမထင်နဲ့ဖြစ်တယ်မဖြစ်တာဟိုဘက်ကကျွန်တော်တို့သင်ခဲ့တဲ့ဒေါမနတဝေဒနာမဖြစ်တာမှတ်တာနော်ဒုက္ခဝေဒနာဖြစ်တယ်ဒေါမနတဝေဒနာမဖြစ်ဘူးယန္နာပုဂ္ဂိုလ်ကြီးကျွန်တော်တို့တော့အကုန်ဖြစ်တာကျွန်တော်တို့ကအကုန်ဖြစ်တယ်တော့ဒုက္ခလည်းဖြစ်တယ်ဒုက္ခပေါ်မှာစိတ်တူတာဒေါမနတလည်းဖြစ်တယ်အဲ့မှာခုပြောမှာနော်3 4မှာ5 door advertising လို့ခေါ်တယ်ဟောကျွန်တော်တို့ပြင်စတော့ဝေစမ်းပြီးတော့ unconsciousness လို့ခေါ်တယ်မြင်စိတ်ပြီးတော့မှ receiving လို့ခေါ်တယ်တမ္ပတိဆိုင် constant design ပြီးတော့ investigating လို့ခေါ်တဲ့တန်တိရဏပြီးတော့ determining လို့ခေါ်တဲ့ဝုထောဒီမှာဒီထိအကုန် automatically ဖြစ်နေတာစိတ်တွေကဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာ determining ဆုံးဖြတ်လက်တဲ့အချိန်မှာကျွန်တော်တို့ဟာကိုယ့်ရဲ့ဉာဏ်ရည်အားလျော်သွားကိုယ့်ရဲ့ပုံကိုယ်တဏ္ဍာမှာဖြစ်နေတဲ့စိတ်အားလျော်ဆိုတာဒီနေရာမှာဂီယာချင်းမှာအဲ့ဒါကိုဝိဓိပိုင်းမှာသင်ရလိမ့်မယ်ကုသိုလ်ဖြစ်အောင်ကျွန်တော်တို့ကယောနိသောမနတိကာရမွေးမယ်မဆဲတော့ဘူးကွာမဆဲဘဲနဲ့ခန္တီပြောင်းလိုက်မယ်နော်မမုန်းဘဲနဲ့မေတ္တာပြောင်းလိုက်မယ်မနာလိုဘဲနဲ့မုဒိတာပြောင်းလိုက်မယ်မြင်တာကတော့အနိဋ္ဌာယကိုမြင်နေတာသူလည်းအနိဋ္ဌာယကိုမြင်တယ်ကိုလည်းအနိဋ္ဌာယကိုမြင်တယ်နော်အနိဋ္ဌာယကိုမြင်တဲ့ပုဂ္ဂိုလ်နှစ်ဦးဘုရားရဟန္တာလည်းအနိဋ္ဌာယကိုမြင်တော့သူဒုက္ခဝေဒနာဖြစ်တာပဲအဲ့ဒီမှာဘာဖြစ်လဲဆိုတော့ဒီမှာဂီယာချင်းလက်တဲ့ခါကုသိုလ်ဖြစ်အောင်ကျွန်တော်တို့တာမန်ပုရုဇဉ်တွေတဂရကသောရပန်တဂရကအနာဂံတွေထိပေါ့တိခပုဂ္ဂိုလ်တွေဟာကုသိုလ်ဖြစ်ဖို့ဘာလုပ်လဲဂီယာချင်းလက်တယ်ယောနိတော်မနတိကာရဂီယာကိုကင်လိုက်တဲ့ခါကျတော့ကျွန်တော်တို့ဘာပဲကျွန်တော်တို့ပေါ်လာအဲ့ဒါဟာကုသိုလ်အဖြစ်ပြောင်းသွားတယ်အဲ့လိုမချိနိုင်တဲ့ပုဂ္ဂိုလ်ကျတော့အာယောနိတော်မနတိကာရဖြစ်တဲ့ပုဂ္ဂိုလ်ကျတော့အနိဒာမထုတာနဲ့တပိုင်းနဲ့ဆိုတော့ဆဲပြီးအော်ပြီးဟာမကြည်မနှက်ဖြစ်ပြီးဟောအမုန်းတွေပွားပြီးအဲ့ဒီမှာအာယောနိတော်မနတိကာရကအကုသိုလ်တွေဖြစ်မှာဒီနံပါတ်9ကနေစပြီးတော့ကျွန်တော်တို့နံပါတ်15ထိဟာကျွန်တော်တို့ရဲ့ action ဖြစ်သွားပြီခုနကတော့ရှစ်တီကအာရိစိတ်တွေအာရိစိတ်ဆိုတာအလိုလိုဖြစ်တာဘုရားယန္တာအနာဂံတဂရဂံသောတပန်ပုရုဇဉ်ကလျာဏအန္တဘယ်မှမကွယ်ဘူးအကုန်ဒီတိုင်းပဲဝင်လာတာရန်ကုန်ကနေမန္တလေးယထာစီသွားနော်ယန္တာလည်းဒီယထာစီမယ်ဆိုရင်ဒီပေါ်မှာပါလာမှာပဲဒီမြင်ကွင်းမြင်မှာပဲဘုရားလည်းကျွန်တော်တို့နဲ့တူကြွလာရင်သူလည်းဒီမြင်ကွင်းဒီပုဂ္ဂိုလ်ဒီအခြေအနေကြုံပါပဲမန္တလေးမရောက်မချင်းမြင်ကွင်းတွေဘောင်းစုံအတန်တွေဘောင်းစုံအနတ်တွေဘောင်းစုံကြုံတာချင်းတူတူအာရိစိတ်တွေအတူတူဖြစ်တာအဲ့ဒီမှာ determining လို့ခေါ်တဲ့ဝုထောဆုံးဖြတ်တဲ့နေရာမှာကျွန်တော်တို့အရေးကြီးလာတာအဲ့ဒါကိုသိဖို့အဲ့တော့တာမန်ပုရုဇဉ်ကနေနာဂံတိကုသိုလ်ဖြစ်အောင်ဘာလုပ်လဲဆိုတော့ယောနိတောမနတိကာရအကုသိုလ်ဖြစ်မဲ့ပုဂ္ဂိုလ်ကျတော့အာယောနိတောမနတိကာရလန်ခီတစ်လျှောက်လုံးကြုံသမျှတွေဟာသူ့အတွက်ကဘာမှအဆင်မပြေဘူးဟုတ်တယ်ဟောလိုက်အာယုန်ဒီကာရအမြဲတမ်းဖြစ်တယ်ဟုတ်ပြီသူပေါ်တာအတူတူနော်နှစ်ယောက်အတူတူထိုင်ကုန်တစ်ခုထဲမှာထိုင်နေရင်းနဲ့တောင်ကြုံတာအတူတူကြုံနေတာသူလည်းပူတာကိုလည်းပူတာပဲသူလည်းပန်ကမရှိကိုလည်းပန်ကမရှိသူလည်းဗရင်တကားတွေကဖွင့်လို့ပိတ်လို့မရအဆင်မပြေတူတူပဲဂျဘိုးကြိုက်တာလည်းပါတယ်ဘုရားရထားတွေဆိုင်အဲ့တော့ဒီကျုံနေတဲ့အခြေအနေပေါ်မှာကျွန်တော်တို့ကအတူတူကျုံတာဒီတာမိနစ်တိအဆင်မပြေဘူးကွာဒီအတူတယ်အဆင်ပြေတယ်ကွာဒီတူတယ်ကောင်းတဲ့အာယုံဆိုလဲကျွန်တော်တို့က
ဒီတာမိနစ်တိတူးတယ်ဟာကောင်းလိုက်တာအရသာရှိလိုက်တာဒါပေမဲ့ဒါကိုကျွန်တော်တို့ကတဏှာဘက်ကိုရောက်မသွားအောင်ရာဂဘက်ကိုရောက်မသွားအောင်ဆွဲလမ်းမှုဘက်ကိုရောက်မသွားအောင်လောဘစိတ်တက်ပြီးတော့ဒါကိုကျွန်တော်တို့တမာတိဖြစ်စေမတမာတိဖြစ်စေရောက်အောင်ယူဖို့ကြိုးစားတဲ့အထိရောက်မသွားအောင်ကျွန်တော်တို့ကဒီမှာအိဋ္ဌာယုံကိုရှုမှတ်တဲ့အခါဒီလိုအဲ့ဒီမှာဒီတာမင်းင်းကနေပြီးတော့ကျွန်တော်တို့လမ်းခွဲကြမှာစိတ်ဒီလမ်းခွဲကြတော့မှာဒါကကျွန်တော်တို့ရဲ့လမ်းခွဲသဘောပေါက်ဖို့နော်အာရေးစိတ်နဲ့ကျွန်တော်တို့ငယ်ငယ်တုန်းကသဘောမပေါက်ဘူးအာရေးစိတ်ဆရာဘုန်းကြီးကလည်းပေါ့ပြောပြောကျွန်တော်တို့ကိုယ်ရင်လေးကလေးလေးတွေပါပေါ့နေတိုင်းပြောနေအခုဒီမှာသဘောပေါက်သွားပြီအာရေးစိတ်ကပေါ့တက်တက်လုံးမပေါ့အကုန်လူတိုင်းဖြစ်နေတာယန္တာလည်းဖြစ်တယ်ဘုရားလည်းဖြစ်တယ်ဘုရားမို့လောကရန်မကြုံဘူးမထင်နဲ့ကျွန်တော်ပြောတယ်လေတာဝတိနိုင်ငံရေးအပြောင်းလဲဖြစ်တော့နောက်တက်လာတဲ့ပုဂ္ဂိုလ်ကဖះမျိုးတွေလွန်မုန်းတဲ့လူလေအဲ့မှာတော့မယ်ကွာတတ်မယ်ကွာသွားထွက်သွားတာဖះမျိုးတွေသူကြုံတာကြားတာပဲဖះကြားတာပဲသို့တော့ဖះကတော့ကိလေသာကင်းပြီးသားပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်မို့ခုနကဂီယာထဲမှာမပါတဲ့သူကဂီယာကြီးနဲ့ဖြတ်တန်းတာသူက1 2ဂီယာအဲ့ဒီမှာဂီယာကြီးဂီယာလေးကျွန်တော်လည်းဒီကအမြင့်ဆုံးတင်တယ်အမြင့်ဆုံးသူကနိဒာနုတ္တိယလို့ခေါ်တယ်อืมနိဒာနုတ္တိယဆိုတော့သူကဘာမှမရှိတော့ဘူးကိလေသာမရှိတော့တဲ့ ယောနိတော်မှာတတိကာရမရှိယောနိသောမနတိကာရဘူးရောအလုံးမရှိယောနိသောမနတိကာရနှစ်စလုံးသူ့အတွက်မလို့တော့သူကဘာလာလာအကုန်လုံးနိဒာနုတ္တိယတဏ္ဍာကရိယာပဲဖြစ်တယ်သူကရိယာစိတ်တွေနဲ့ပဲသူကဖြတ်သန်းသွားတယ်ကြာကြာကမြပဲသူပြီးသွားပြီဟိုဘက်မှာတဏှာလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးလောဘဒေါသမောဟဆိုတော့အခြေခံတဲ့တရားတွေလုံးဝမဖြစ်တော့ဘူးဘာကြကြပေါ့ဗျာနော်ဘာကြကြဘာမြင်မြင်သူတို့မှာကရိယာစိတ်ပဲဖြစ်တယ်ယန္နာပုဂ္ဂိုလ်ရဲ့ကောင်းကွက်ပါနော်အဲ့တော့ကျွန်တော်တို့မှာတော့အဲ့လိုမဖြစ်တဲ့ခါအခုကျွန်တော်ရောက်နေတဲ့နိုင်ငံအရန်အေဂျင့်တွေဘေးမှာအိတ်ထိုင်ဝင်တွေပဲရှိတယ်အနိဋ္ဌာယုံဆိုတာမမြင်ရမကြားသလောက်ကြောက်မကြောက်ပါဘူးလေသတင်းစာထဲမှာလည်းပဲပူကင်းတွေကမရှိသလောက်ထောင်နေပိတ်ပြီးတော့ရုပ်ရှင်တွေကျွန်တော်တို့ college စာသင်ခန်းတွေအဖြစ်ပြောင်းလဲသွားတာပေါ့နော်ရုပ်ရှင်ရုံတွေအဲ့တော့သို့တော်ကျွန်တော်တို့ကဥပါဒဏပစ္စယဘောကကျွန်တော်တို့ရဲ့ဥပါဒဏကမြန်မာနိုင်ငံရောက်နေတယ်မြန်မာလူမျိုးတွေမြင်နေတယ်သူတို့အတန်တွေ online ကနေကြားနေတယ်အဲ့တော့ဒီဂီယာဂီယာကြီးမရောက်ဘူးကျွန်တော်တို့ကဒီမှာယောနိတော်မနတိကာရဖြစ်ဖို့တော့မှာတော်တော်ခက်တယ်အဲ့ဒီမှာဇောဆိုတာတွေကကုသိုလ်ဇောစောမှာလားအကုသိုလ်ဇောစောမှာလားပြီးတော့ဘုရားယန္တာပုဂ္ဂိုလ်တွေလိုကရိယာဇောစောမှာလားဒါတွေကအခုအာယစိတ်မတိုင်ခင်သင်ခဲ့တဲ့အကုသိုလ်12ပါးသည်အာယောနိသောမနတိကာရဖြစ်တဲ့ပုဂ္ဂိုလ်မှာဖြစ်လိမ့်မယ်သူကလောဘဖြစ်ရင်ဖြစ်မယ်ဒေါသဖြစ်ရင်ဖြစ်မယ်မောဟဖြစ်ရင်ဖြစ်မယ်ယောနိသောမနတိကာရဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့ကျွန်တော်တို့ဒီအာယစိတ်ပြီးရင်သိရမယ်ကာမဝဆရသောပနာစိတ်အဲ့ဒီမှာကောင်းမြတ်တဲ့ကုသိုလ်စိတ်တွေဘုရားယန္တာဆိုရင် sorry ဘုရားယန္တာသက်သက်ထားလိုက်တော့ကုသိုလ်စိတ်တွေဖြစ်လိမ့်မယ်အနာဂံပုဂ္ဂိုလ်အထိယန္တာပုဂ္ဂိုလ်တွေကြတော့ကရိယာစိတ်တွေဖြစ်လိမ့်မယ်နော်ဒီဇောနော်ဒီခုနှစ်ကျိန်းဒါလည်းပဲကျွန်တော်တို့ဝီဒီပိုင်းမှာအမြင်အာယုံကြီးရင်ကြီးသလိုကျယ်ရင်ကျယ်သလိုဇောတွေဇောတာမြန်တယ်များတယ်နော်နှေးတယ်နဲတယ်စသည်တာတွေသင်ရလိမ့်မယ်အခုတော့အကုန်ခြုံပြီးတော့သင်တာပြီးတဲ့အခါကျတော့16စက္ကွန်ကျတော့ကိုယ့်ရဲ့စိတ်တွေကိုတဲ့သူကအံ့ဩစရာ registration လုပ်တယ်ဆိုတာ record လုပ်လိုက်တာဒါဒီတက်တိဖြစ်နေကျွန်တော်တို့တန်တန်မှာကြံသွားတာပေါ့ registration လုပ်တာနှစ်ကြိမ်တိတိ registration လုပ်တယ်အဲ့ဒါကိုဒရာယုံလို့ခေါ်တယ်ဒရာရမဏပထမဆုံးစာဦး initial ဖြစ်တဲ့အာယုံကိုမှတ်ထားတာအဲ့ဒီအာယုံဒီနောက်ဆုံးပိတ်ခါဒီမှာနှစ်ကြိမ်တက်တက်ထပ်ပြီးတော့မှတ်တယ်ဖြစ်တဲ့စိတ်ရောအာယုံရောမှတ်ပြီးတော့ကျွန်တော်တို့ database ထဲရောက်သွားတယ်အဲ့ဒါဒီအကျိုးပေးကြမှာကျွန်တော်တို့နော်ဒီဇော record ကြီးဟာကျွန်တော်တို့စိတ်ထဲမှာရှိနေတာဆရာဝန်တွေအခုဒီမှာကျွန်တော်ကတော့ဒီ diabetes ရှိတဲ့ခါကျတော့ဆရာဝန်တွေပြောတယ်ဆရာဝန်စီလာကနီးနိုင်ပိုင်းလို့နော်24နာရီ48နာရီအချိုးရှောင်ယုံနဲ့မင်းမလွတ်ဘူးတဲ့မင်းရဲ့ record ဟာဒီ3လအတွင်းမှာရှိနေတယ်3လအတွင်းမှာမင်း record ဟာရှိနေတယ်တဲ့အဲ့တော့ HbA1c စစ်လိုက်ရင်မင်း
ဒီ3 လအတွင်းမှာစီးကျူဘယ်လောက်ရှိတယ်ဆိုတာဆရာဝန်ကသိတယ်ညာလို့မရဘူးခု2 ရက်တွင်မစားမတော့မရှောင်မနဲ့ကျွန်တော်တို့ဆရာဝန်စီမှာဖောက်လိုက်တယ်သွေးယာယီဖောက်လိုက်တယ်ပေါ်တယ်ဟာအဖြေကောင်းသားပဲဒါကမတိကြဘူးအခုလည်းပဲကျွန်တော်တို့စိတ်တွေမှာ record ရှိနေတယ်ဒီလိုပြောတာနော်ဘယ်နဲ့ record ဘာနဲ့လောက်တာလဲဆိုတော့ဒီမှာ registration မှာနော်ကျွန်တော်တို့ရဲ့ဒီ6ကနေ15အထိဖြစ်ခဲ့တဲ့ဇောစိတ်တွေဟာအရေးကြီးဆုံးအဲ့ဒါမှတ်တာကုသိုလ်ဘယ်နေရာမှာဖြစ်လဲအကုသိုလ်ဘယ်နေရာမှာဖြစ်လဲဟိုတစ်ကနေပြီးတော့8ထိအဲ့ဒါတွေကကုသိုလ်အကုသိုလ်တခုမှမဟုတ်သေးဘူးအလိုလိုဖြစ်နေတာကုသိုလ်လည်းမဟုတ်သေးဘူးအကုသိုလ်လည်းမဟုတ်သေးဘူးဝိဘက်တွေနော်ပြောမှဆိုတော့ mental process ပဲပြီးရင်16ကနေ19ဒီနော်ကိုပဲဆက်သွားပြီအဲ့ဒါ16 19ကလည်း registration လုပ်တာ record လုပ်တာလို့ခေါ်တာနော်မှတ်လိုက်တာကျွန်တော်တို့ဒီနေ့ခေတ်မှာဆိုရင်အဝင်ထွက်စကင်ဖတ်တယ်လို့ပဲနောက်ဆုံးဒရာယုံ2 ခုကစကင်ဖတ်လိုက်တာဟာဒီလူဝင်သွားတယ် CCTV ကင်မရာထဲမှာညစ်မရဘူးဒီမှာကျွန်တော်တို့ရဲ့စိတ်ကင်မရာဒီမှာမှတ်လိုက်ပြီအဝင်ထွက်ဒီပြင်စတော့ဝေစမ်းမှာလည်းတခါမှတ်တယ်နော်ဝင်လာတာပြင်စတော့ဝေစမ်းမှာကျွန်တော်တို့အဝင်ကျွန်တော်ဟိုတယ်တစ်ခုနဲ့ဘာလို့လဲနမူနာပေးပြီးတော့တကားဖွင့်ပေးတာပြင်စတော့ဝေစမ်းတကားဖွင့်ပေးလိုက်တာပြီးရင် eye consciousness လို့ခေါ်တဲ့မျက်စိအဲ့ဒါကနေပြီးတော့ record နော်ကင်မရာမှတ်တမ်းယူလိုက်တယ်အဲ့ဒီမှာတခါယူပြီးတော့ receiving လို့ခေါ်တဲ့ကောင်တာမှာကျွန်တော်တို့ဝင်ပြီးတော့နာမည်စာရင်းသွင်းရတယ် hacking လုပ်တယ်နော် check in လုပ်တာပေါ့ပြီးတော့ကျွန်တော်တို့ investigating ဆိုတာကဒီသွင်းထားတဲ့ ဟုတ် book မဟုတ်တွေ passport တွေမှန်ရလားဆိုတာ counter check လုပ်တာ investigating လုပ်တာပြီးတော့မှဟုတ်ပါတယ်ဒီမှာ booking လုပ်ထားတာဧည့်သည်စာရင်းမှတ်တမ်းနဲ့အခုပါလာတဲ့ document တွေနဲ့တိုက်ဆိုင်ပါတယ်ဘုတ်ထောအဲ့ဒီမှာဆုံးဖြတ်လိုက်ပြီဆုံးဖြတ်လိုက်တော့ကျွန်တော်တို့သွားကြတော့ကိုလန့်ကိုအဲ့ဒီမှာကိုအခန်းကိုသွားကြတော့ဘယ်ခန်းသွားမှာလဲကိုကအထက်တန်းခန်းဆိုရင်ကျွန်တော်တို့အထက်တန်းနော်ပတ်စံအများကြီးပေးရတဲ့ခန်းတွေစုတည်သွားပေါ့ဗျာ traveler traveler အဲ့မှာအခန်းတွေပြီးတော့ single လားယူပတ်စံဈေးနေတဲ့အခန်းလားအဲ့ဒီမှာကျွန်တော်တို့ဆုံးဖြတ်သွားတာဘုတ်ထောပြီးတဲ့အခါအဲ့ဒါတွေကဇောတွေဒါကတော့ဥပမာတွေများများကျွန်တော်တို့ပေးလေခေါင်းထဲပိုရှုပ်လေအဲ့လိုမဖြစ်တော့ဘူးဒီမှာဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်ကဒါကိုပထမဆုံးသိစေချင်တာဘာကြောင့်မို့အာဟိစိတ်ကိုသင်တာလဲအာဟိစိတ်ကဘာလဲသိသွားပြီဆိုရင်သင်ရတာလွယ်သွားပြီအဲ့လိုမဟုတ်ဘဲနဲ့ဆိုဘာမှလည်းမသိဘူးဒီအာဟိစိတ်ကြီးကသင်တာသင်နေရတယ်အခုသိသွားပြီအာဟိစိတ်ဒီလူတိုင်းပုဂ္ဂိုလ်တိုင်းအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဓမ္မစကြာတရားကိုဆက်ဆက်ပြီးတော့ပြောတဲ့အခါနော်ခန္ဓာပြဿနာဘဝပြဿနာစန္ဒပြဿနာပြီးရင်ဆွဲလမ်းမှုပြဿနာဆိုပြီးတော့ကျွန်တော်၄ ခုပြောပြခဲ့တယ်အဲ့ဒါကပြဿနာဆိုတာဒုက္ခကိုနာမည်ပြောင်းပြောတာအဲ့တော့ခန္ဓာပြဿနာဆိုတာခန္ဓာရပြီဆိုရင်အိုမယ်နာမယ်သိမယ်ဒါသိကြတယ်ဝေးပြီဆိုကြတဲ့နော်ခန္ဓာပြဿနာလောကကြီးမှာမတည်တဲ့လူရှိတယ်မရှိဘူးပြီးတော့နောက်ပြီးတော့ပြီးတော့ဘရှိတယ်ဝပြဿနာဘဝပြဿနာလည်းပဲဒီတိုင်းပဲကျွန်တော်တို့ပြည့်ရည်ဝေပြောကိုအပိတံပြောကိုจิตသူနဲ့ခွဲရမယ်မုန်းသူတွေနဲ့တူနေရမယ်ဒါအဲ့ဒါဟာကျွန်တော်တို့ဒီအာရိစိတ်တွေရဲ့သဘောပဲအကုန်ကြုံတာနော်အာရိစိတ်ကဒါပေမဲ့ကျွန်တော်တို့ကသဘောထားနော်ဂီယာအပြောင်းရွှေ့နော်အဲ့ဒါကျွန်တော်တို့ရဲ့ပုံမှာမူတည်သွားပြီကျွန်တော်တို့ရဲ့အစ္ဆဒနှလုံးသွင်းမှုပုံမှာမူတည်သွားပြီအထူးသဖြင့်ပုရုဇဉ်တွေပေါ့ဗျာယန္တာမဖြစ်သေးတဲ့အရိယာတွေပေါ့ဗျာဘုရားယန္တာကျတော့ဘာလာလာသူကအေးစိတ်ပဲသွားလောကဓာတ်ဒါကြောင့်မို့ဖုဒ္ဓတလောကဓမ္မေဟိကျွန်တော်လွန်ခဲ့တဲ့တစ်ပတ်ကမင်္ဂလာသုတ်တင်တော့ဖုဒ္ဓတလောကဓမ္မေဟိဆိုတာကဘုရားယန္တာကျတော့ဘာလာလာသူ့မှာကိလေသာမရှိတော့အခန့်မရှိတော့ဓာတ်ပြုစရာမရှိတော့ဘူးကျွန်တော်တို့မှာဓာတ်ပြုစရာကိလေသာရှိနေတာနော်ကျွန်တော်တို့ဆိုကြပါစို့အစိတ်ကိုကင်တဲ့အခါမှာတဲ့လက်မှာအနာမရှိရင်အစိတ်ကိုကင်လဲသူအန္တရာယ်မရှိဘူးလို့ဒီလိုပြောတယ်ဘာမှဓာတ်ပြုစရာမရှိဘူးကျွန်တော်တို့မှာကျတော့လက်တွေကအပေါက်အပြဲတွေနဲ့ဘာကင်ကင်တစ်ခုကင်အကုန်ဖြစ်တယ်ငုံသီးသွားကင်ငုံသီးဆက်တယ်နော်အစိတ်ကင်တော့သေပြီးတော့မှတ်ပြီဘာလို့လဲဆိုတော့လက်တွေအပေါက်တွေကိလေသာအပေါက်ပြဲတွေများတယ်ဖះရဟနာကျတော့သူဘာမှမရှိတော့ဘူးဓာတ်ပြုစရာကိလေသာမရှိဘူးဒါလေးမှတ်တာဖះရဟနာတွေနဲ့ကျွန်တော်တို့ ਨੇ သူတို့မှာဓာတ်ပြုစရာကိလေသာတ
တစ်ခုမှမရှိတော့တဲ့အတွက်ဘာကုသိုလ်မှလည်းမဖြစ်တော့ဘူးဘာအကုသိုလ်မှလည်းမဖြစ်တော့ဘူးသူတို့ကထိကမျှကင်မျှပဲဒါပဲလို့သဘောပေါက်ဖို့အဲ့ဒါကရိယာပဲငယ်ငယ်တော့ကရိယာကိုလည်းသူကျွန်တော်တွေပြင်းလို့ရတာမသိဘူးဟိုကြာဟိုဥပဒေချက်မေးလို့ရတာမသိဘူးမမေ့ပါနဲ့ဘူးရလားမမေ့ပါနဲ့ဘူးခဏလောက်ကျွန်ဟုတ်တော်တို့တင်နေကျော်ဝါမှာဆိုလို့အခုဒေါဆိုတဲ့နေရာမှာလေဖျားရဟန္တာတွေကတိတိကျတစ်ခုပဲဖြစ်တယ်ဆိုတော့ဒီတုတ်တန်တွေမှာကြည်ရတာမြတ်စွာဘုရားပြုံးတော်မူတယ်ဆိုတဲ့ဥစ္စာတွေကခဏခဏပါတယ်ဒီဆယ်တော်ကနေလင်းအောင်ဖြတ်သွားတယ်ဆိုတော့အဲ့ဒီမှာကျတော့ကရိယာစိတ်ကြီးပဲလားဒီပြုံးတော်မူတယ်ဆိုတဲ့ဒါမှဘာစိတ်နဲ့ပြုံးတာလဲဆိုတာကိုသူပြင်းမရှင်းတာရှိတာပေါ့အဲ့ဒါဟုတ်ပြီကိုစကားကြီးကဘယ်လိုဟုတ်ပြီအဲ့ဒါဥပပါရတပည့်တော်အဲ့ဒီနေရာမရောက်သေးဘူးရောက်မယ်ဗျာဘာလို့လဲဆိုတော့ဒီအဲ့ဒီစိတ်ထဲမှာပဲရှိပါတယ်အဲ့ဒီစိတ်ထဲမှာအဲ့ဒီကရိယာဆိုတာရှိတယ်ဒီကျမ်းကလည်းရှင်းပြလိမ့်မယ်နော်ဟုတ်ပြီနော်တပည့်တော်မှတ်တာမယ်မှတ်မထားလည်းပြဿနာမရှိဘူးရောက်ကိုရောက်မှာဘာလို့လဲဆိုတော့ရှင်များလူမေးတဲ့မေးခွန်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှိခဲ့လို့ဒီပြည်ထဲမှာကျမ်းမှာပါပြီးသားအဲ့ဒီမှာဟတိတုပ္ပစိတ်ဆိုတာပါတယ်ဟတိတုပ္ပဒစိတ်ဆိုတာလေဟတိတဥပါဒဆိုတဲ့စိတ်ကလေးပါတယ်နော်ကရိယာစိတ်ထဲမှာအဲ့ဒါလေးမပူပါနဲ့အဲ့ဒီကိုကြောက်တော့မယ်နော်အဲ့တော့ဒီနေရာမှာအဲ့ဒါကိုဖြတ်ပြီးတော့ရှင်းလိုက်မယ်ဆိုရင်ဒီလိုတော့သင်္ကန်းစာမရောက်တော့ဘူးဒါပေမဲ့အဲ့ဒီကိုရောက်ကိုရောက်မယ်နော်တပည့်တော်ကောင်းပါမှတ်ထားတယ်တပည့်တော်မမှတ်မိလည်းပဲစာကရောက်ကိုရောက်လိမ့်မယ်နော်ဟုတ်ပြီနော်ကဲဟုတ်ပြီဒီမှာ rootless consciousness အာဟိတုကจิตတာအဲ့တော့အာဟိစိတ်ဆိုတာဘာလဲဆိုတာကိုဒီလိုလိုကျွန်တော်တို့ပြန်မှသိသွားပြီအဲ့တော့ဒီ database တွေကိုပြန်ပြီးတော့တွားကြအောင်ဆိုပေါ့နော်တစ်ခုချင်းစီ rootless consciousness အာဟိတုကจิตတာ unwholesome resultant consciousness အကုသလဝိပါကจิตတာ ਨੇ အကုသလဝိဘက်စိတ်ဆိုဒီမှာအကုသိုလ်ရဲ့နော်မြန်မာမှုပြီးတော့အကုသိုလ်ရဲ့အကျိုးရဲ့စိတ်ရဲ့ဆိုပြီးတော့ဒီလိုပါဠိပြန်တာပေါ့အဲ့တော့ဥပိ္ပခာသာကတံကျကုဝိညာဏံဥပိ္ပခာသာကိုသကုဝိညာဉ်စိတ်တထာထို့တူဥပိ္ပခာသကုဝိညာဉ်နှင့်အတူဥပိ္ပခာသာကတံဥပိ္ပခာသာကိုဖြစ်သောသောတဝိညာဏံသောတဝိညာဉ်စိတ်ဂာနဝိညာဏံဂာနဝိညာဉ်စိတ်ဇေဝဝိညာဏံဇေဝဝိညာဏံဇေဝဝိညာဉ်စိတ်ဒုက္ခသာကတံဒီမှာဒါလေးမှတ်ခဲ့ပါကာယဝိညာဉ်စိတ်မှာဖုတ္တပနဲ့ပတ်သက်ရင်တော့တဲ့ကျွန်တော်တို့နာရာကျင်တာရယ်နော်တက်တောင့်တက်တာဖြစ်တာရယ်နှစ်ခုကွဲတယ်နော်အနိဋ္ဌယုံအထိတွေ့နဲ့တွေ့ရင်ကြမ်းရှအထိတွေ့အဲ့ဒါကိုဒုက္ခသာကတလို့ဒါလည်းပဲအကုန်လုံးပုဂ္ဂိုလ်တိုင်းဖြစ်တဲ့ဝေဒနာနော်ဒေါသမူလစိတ်မှာတွေ့ခဲ့တဲ့ဒေါမနတသာကိုနဲ့မတူဘူးဒေါမနတသာကိုကျတော့စိတ်ထဲမှာဖြစ်တဲ့နာကျင်နာကျင်မှုကိုသူကရည်ညွှန်းတယ်ဒါကြတော့ခန္ဓာကိုယ်မှာလာထိတွေ့တဲ့ကြမ်းရှားတဲ့အထိတွေ့နော်အဲ့ဒါကိုရည်ညွှန်းတယ်အဲ့တော့ဖရာရနာလည်းပဲနော်နေရာထိုင်ခင်းအဆင်မပြေတဲ့အခါခန္ဓာကိုယ်ကြမ်းရှာဒါမျိုးဖြစ်နိုင်တယ်ဒါကိုပြောတာလူတိုင်းပုဂ္ဂိုလ်တိုင်းဒီလောကဓာတ်ကိုကြုံနေဖះဆိုရင်အကုန်လုံးကပန်းနေပဲပွင့်နေတယ်လို့ကျွန်တော်တို့ကထင်တာကလေးတုန်းကလေမဟုတ်ဘူးသူကဖះကမှကျွန်တော်တို့ပိုးကျန်းသေးတယ်ဘဝရမ်းတိုက်ခိုက်ခံဖះမှုတာကြော်လွားတာနော်ဒုက္ခသာကုဒုက္ခသာကတံကာယဝိညာဏံဒုက္ခသာကုကာယဝိညာဉ်ဥပေက္ခသာကတံသံပဋိစ္ဆနာจิตတံဥပေက္ခသာကုတံပတိဆိုင်ဥပေက္ခသာကတံသံတိရဏจิตတံတိဥပကတာကိုတန်တိရဏစိတ်ဣတိဤသို့တဲ့တတ္တပိခုနှစ်ပါးလည်းဖြစ်ကုန်သောဣမာနိဤစိတ်တို့သည်အကုသလဝိပါကစိတ်တာနိနာမအကုသလဝိဘက်စိတ်တို့မြည်ဤဒီလိုကျွန်တော်တို့အကြံမြင်ဘာသာပြန်ပေါ့ အဲ့တော့ဒါတွေကတရုတ်တွေပေါ့ဗျာအကုသိုလ်
ကြောင့်ဖြစ်တဲ့အကုသလဝိဘက်ဆိုရမယ်ဆိုရင်အနိဋ္ဌာယုံနေကြုံတဲ့အခါမှာကိုယ့်ရဲ့တဏ္ဍာမှာလိုလိုဖြစ်တာလဲစိတ်တွေဒါကကျွန်တော်တို့တရုပ်တွေကိုမှတ်တာဖြစ်တဲ့အခါမှာတော့တိချာအာယုံပြောင်းပြီးတော့အမြင်အာယုံဆိုရင်မြင်သိစိတ်ဖြစ်မယ်အကြားအာယုံဆိုရင်ကျွန်တော်တို့အတန်နော်ကြားတဲ့စိတ်ဖြစ်မယ်အနံ့ဆိုရင်အနံ့ကိုသိတဲ့စိတ်ဖြစ်မယ်ဒါမျိုးပေါ့နော်ဒါမျိုးတွေပြောင်းသွားမယ်ဝิญဉ်စိတ်တွေပြောင်းသွားတယ်ဒီမှာအင်္ဂလိပ်လို eye consciousness accompanied by equanimity as are ear consciousness nose consciousness tongue consciousness body consciousness အဲ့တော့ဒီမှာ accompanied by equanimity ဆိုတာလေပါတယ်ဥပ္ပခပြီးတော့ဒီမှာဒုက္ခပြီးတော့ receiving consciousness အာယုံကိုလက်ခံတဲ့စိတ်ဒီမှာလည်းပဲဥပ္ပခဒုက္ခကတစ်ခုပါပဲကျွန်တော်တွေကဥပ္ပခ investigating consciousness အာယုံစူးစမ်းတဲ့စိတ် accompanied by equanimity these seven are the wholesome resultant types of consciousness အဲ့တော့ဒီမှာ the wholesome resultant types of consciousness အနိဋ္ဌာယုံနော်မနစ်သက်ဖွယ်အာယုံတွေပြောမှဆိုရင်တော့အပ္ပတိရူပဒေတာလို့ခေါ်တယ်မနေသင့်မနေအပ်တဲ့အရက်ကျွန်တော်တို့ရောက်နေတဲ့အချိန်အကုန်လုံးဟာကျွန်တော်တို့ဒုက္ခပေးတာပဲအမြင်ကလည်းဒုက္ခပေးတယ်ကြားလည်းဒုက္ခပေးနော်အနံ့ကလည်းဒုက္ခပေးရတာလည်းဒုက္ခပေးဒီနေ့ဆိုပို့ဆို quality control မရှိတဲ့ခါကျတော့အစားအသောက်နဲ့ပတ်သက်ပြီးတော့စီစစ်နိုင်တဲ့ရုံးတွေနော်ဝန်ထမ်းတွေဥပဒေနဲ့မညီသလိုကျွန်တော်တို့အစားအသောက်တွေကလည်းအဆင်မပြေဘူးပေါ့အဲ့တော့အဲ့ဒါအနိဋ္ဌာယုံဖြစ်တာအဲ့တော့ဒီကမ္ဘာမှာနေပြည်တော်တို့အကောင်းဆုံးနိုင်ငံဒါမနေ့တနေ့မှာဒီ2025အတွက်ထွက်တာပေါ့ထွက်တဲ့အခါကျတော့ဒီနားလေးနိုင်ငံတွေအကုန်ပါတာပေါ့ဗျာဟိုဖင်လန်တို့ဒီဘက်ကနော်ဝေဒိန်းမတ်ဆွီဒင်ကျွန်တော်တို့နယ်သာလန်ကနံပါတ်5လောက်မှာရှိတယ်ဒါတွေကတော့တကယ်ကိုမြတ်စွာဘုရားလက်ထက်ကဥတ္တရဂုရုမြောက်ကျွန်းလို့ပြောတဲ့နိုင်ငံလို့တင်စားရလောက်တဲ့နိုင်ငံတွေပေါ့အနိဋ္ဌာယုံတွေတော့နည်းနိုင်သမျှနည်းအောင်ဖြစ်နိုင်မယ်ဆိုရင်မရှိအောင်ဖန်တီးထားတာနိုင်ငံလေးတွေကလည်းသူတို့တနိုင်တစ်ပိုင်းတွေလည်းဖြစ်တယ်ဥပဒေကလည်းပဲနိုင်ငံတိုင်းကိုအကုန်ထိတယ်အကျိုးကြားတိုင်းကိုအကုန်ရောက်တယ်ဆိုတဲ့အခါကျတော့အိဋ္ဌာယုံတွေများတယ်အဲ့တော့ဒီရပုံကိုယ်တွေကအကုသလဝိဘက်ရန်နေတယ်အကုသလဝိဘက်ရန်နေတယ်အဲ့တော့သူတို့မှာကအကုသလဝိဘက်နဲပြီဟေးဆိုရင်တော့အိဋ္ဌာယုံတွေများတာနော်ပฏิရူပဒေတာပฏิရူပဒေတာဆိုတာအိဋ္ဌာယုံအာယုံ၅ပါးနဲ့ပတ်သက်ပြီးတော့ရူပယုံတတ္တယုံခန္ဓာယုံရတ္တယုံဖုတ္တပယုံအာယုံ၅ပါးနဲ့ပတ်သက်ပြီးတော့အခြေခံအနိဋ္ဌမြင်ကွင်းအနိဋ္ဌအတန်အနိဋ္ဌအနတ်အသက်အနိဋ္ဌအယတာအနိဋ္ဌအထိတွေ့နေတဲ့အခါကျတော့သူတို့ဟာနော်ဒီဇောတွေဆိုတဲ့အခါမြတ်သောဖြင့်အားဆိုင်ပြီးတော့အကုသိုလ်မဖြစ်ဘူးဗျာပြောရမယ်ဆိုရင်လေကျွန်တော်တို့မှာကျတော့အကုသိုလ်ကအလိုလိုနေရတာအိယာထတာနဲ့တပိုင်းနဲ့နိုးတာနဲ့တပိုင်းနဲ့ကျွန်တော်တို့ဟာအကုသိုလ်ဟာတန်းရတာဘုရားစပြီးတော့ကုသိုလ်စလို့ရမှာမသိခင်မှာအကုသိုလ်ဟာချက်ချင်းရနေပြီဟာမီးရမလာဘူးမောင်မမဲကြီးနိုးလာတာဟာရေးဖွင့်ကြည့်တော့ရေရလဲစမပြေအတန်တွေကလည်းဟာဥဘက်ကလည်းအောနေပြီဒီဘက်ကလည်းအောနေပြီသူကဘူကြယူကြဆဲကြဆိုကြဘယ်သူမှ
ယ်သူ့ကိုမှလည်းတိုင်လို့မရဘူးတနိုင်ငံလုံးတပြေးညီစိုးနေကြတယ်ဒီမှာကျအဲ့လိုမဟုတ်ဘူးသူကတယောက်စိုးရတဲ့တိုင်းနဲ့ချက်ချင်းရဲရရောက်လာတာခါကျတော့အတန်ကလည်းသူကမကြားရဘူးအခုကျွန်တော်ဒီမှာနေတယ်ဟိုဘက်ကအတန်မကြားသလိုကျွန်တော်အတန်လည်းဟိုဘက်ကပုဂ္ဂိုလ်မကြားဘူးကျွန်တော်အခုဒီတင်ထဲမှာခုနမေကွန်မေးတဲ့ရှင်ဥပဘာသာရဲ့အခန်းမှာကျွန်တော်နော်ဝေအော်စလိုရောက်တော့သူ့ခန်းမှာကျွန်တော်9 ရက်လောက်နေဘူးတယ်အတွေ့အကြုံပေါ့ဒီစကန်ဒီနေဗီယန်အတွေ့အကြုံအဲ့ဒီမှာစရငိမ့်ချလိုက်တာအေးချလိုက်တာပေါ့အဲ့ဒီမှာသူ့ရဲ့ဒီနှမတော်ကကျွန်တော်ကိုပြောတယ်ဦးစင်းနဲ့ဒီနိုင်ငံကြည့်လိုက်ကားစီစီယထာစီစီဘတ်စကားမှတ်တိုင်မှာပဲရက်ရက်ယောက်ျားမိန်းမအကုန်ကြည့်လိုက်တဲ့ဒီလိုနိုင်ငံမှာတက်မွန်မြင့်တို့လွင်မိုးအဲ့ဒီခေတ်ကပေါ့သူတို့ခေတ်ဒွေးတို့ဆိုတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေဆိုတာရုပ်ရှင်ထဲမှာပဲမြင်ရတာဒီမှာကျတော့မဟုတ်ဘူးတဲ့နေရာအနှံ့တက်မွန်မြင့်နေပြီပဲတဲ့သူပြောတာနေရာအနှံ့တက်မွန်မြင့်ဟုတ်တယ်အကုန်လုံးကကားကိတ်မှာရက်နေတယ်ကောင်မလေးတွေကလည်းတက်မွန်မြင့်တယ်လှတယ်သူကအကုန်လုံးကားပေါ်မှာလည်းဒီတိုင်းပဲသူကအခုကျွန်တော်နေတဲ့နိုင်ငံလည်းဒီတိုင်းပဲအဲ့တော့ဒီမှာကျွန်တော်တို့ကလှမ်းပြီးတော့နောက်သေးတယ်ဒီမှာတော့အကုသို့မဖြစ်တော့ဘူးလို့ဒီမှာဘာဖြစ်လို့လဲတော့အကုန်လုံးကလှနေတဲ့ခါကျဘယ်သူ့ကိုမှပြင်မာမှမသိတော့မပြင်မာတော့ဘူးဗမာနိုင်ငံမှာကျတော့ကွင်းနေကင်းနေတော့တယောက်ချင်းလိုက်ယူနေရဒီမှာမဟုတ်ဘူးအကုန်လုံးကစာသင်ကျောင်းထဲကိုရောက်လာပြီဆိုတော့အကုန်လုံးအသက်အရွယ်လဲအောင်သွားလှနေကြတော့အသက်ကြီးလာမှသာသူတို့ရဲ့ဇရာတွေပြတာပေါ့နော်အဲ့ဒီမတိုင်ခင်15 16 19ကဒီပြင်းကြီးအကုန်လုံးလူတွေကတင့်တယ်ပွဲအာယုံတွေပဲမြင်နေရတာအဲ့တော့တယောက်နဲ့တယောက်လည်းမထူးတော့ဘူးအကုန်လှနေကြတာအဲ့တော့ရုပ်ရုပ်သေးသေးတွေရုပ်ပြက်စင်ပြက်တွေမရှိတော့ဘူးဒီကောင်မလေးလှလိုက်တာအကုန်လုံးဝိုင်းအောင်ကြည့်တာမျိုးမရှိတော့ဘူးအကုန်လုံးကလှနေကြတာပဲယောက်ျားမိန်းမတူအဲ့တော့အိတ်ထိုင်ုံနေဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ဂီယာတွေသိပြီးတော့အကြီးထိုးစရာပြောမှဆိုရင်တော့အာယောနိတော်မနတိခါလာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီမှာအာတာချက်ဒါကြောင့်မို့ကျွန်တော်တို့ကပြောတယ်အာလုံးကုသိုလ်အကုသိုလ်အာလုံးရဲ့အချက်ချာဟာပฏิရူပဒေသလို့ခေါ်တယ်နိုင်ငံရေးကောင်းမှုဟာအရေးကြီးတယ်ကျွန်တော်အဲ့မှာတရားဟောတဲ့ကအဲ့လိုတွေဟောတော့တချို့ကသဘောမပေါက်ကျွန်တော်တရားကိုသဘောမပေါက်ကျွန်တော်ကပြန်လာတာဒီနိုင်ငံတွေကိုရောက်ပြီးတော့ဟောကုသိုလ်အကုသိုလ်ဖြစ်ခြင်းသာသနာထွန်းကားခြင်းဟာပထမဆုံးပฏิရူပဒေသဖြစ်ဖို့နော်ဥပဒေစိုးမိုးဖို့ပညာတတ်မြောက်ဖို့ဒါတွေကအရေးကြီးတယ်ဆိုတာကိုကျွန်တော်နားလည်တဲ့အခါပြန်လာတဲ့အခါကျွန်တော်ကနတ်ပြည်တွေအကြောင်းကိုအကောင်းမောင်းတာမဟောဖြစ်တော့လူပြည်အကြောင်းကိုပဲကျွန်တော်ဟောချင်တာလူပြည်မှာငါတို့အိဋ္ဌာယုန်နေဖြစ်အောင်ဘယ်လိုဖန်တီးကြမလဲအိဋ္ဌာယုန်နေဖြစ်အောင်ပฏิရူပဒေသဖြစ်မှရမယ်ပฏิရူပဒေသဖြစ်အောင်ဘယ်လိုလုပ်ကြမလဲကျွန်တော်အဲ့ဒီတရားတွေဟောတော့ကျွန်တော်တို့ဒီမြန်မာလူမျိုးတွေရဲ့နာကျွန်တော်တရားနဲ့အဆင်မပြေဘူးသူတို့ကကျုံနေတဲ့ဒုက္ခတွေသူတို့ရှင်းရှင်းလို့မရတော့ဘူးလို့ထင်နေကြတာအဲ့တော့ဒါကိုငါတို့ကတော့ခါးစည်းခံလိုက်ပဲပြီးရင်တေမလာငါတို့နှက်ပြီးသွားတော့မယ်တတ်တဲ့မြန်မာနိုင်ငံတဲ့ဆိုးတဲ့ငဲပြီးမရောက်ရေးရယ်တမလွန်မှာတတ်တဲ့ကောင်းတဲ့ဘွားတစ်ခုရရေးသူတို့ဒါပဲစဉ်းစားတဲ့ခါကျတော့ကျွန်တော်တို့သူတို့လိုချင်တဲ့တရားကျွန်တော်မဟောနိုင်ဘူးကျွန်တော်ကရောက်ရမင်္ဂလာတုတ်တွေဟောမယ်ဒီလိုပဋိဓုပဒေသဖြည့်ရေးကိုဦးစားပေးမယ်မရဘူးမကြိုက်ဘူးအရှင်များကနှက်ပြီးပို့ပေးတာပဲအဲ့တော့ပြဿနာကျုပ်ကုန်တာအဲ့တော့ဒီမှာအနိဋ္ဌာယုံအိဋ္ဌာယုံနှစ်ခုကနေကျွန်တော်တို့ကုသိုလ်အကုသိုလ်ဖြစ်တာကိုခွဲသွားမှာအနိဋ္ဌာယုံကြုံရင်အကုသလဝိပ္ပစိတ်တွေဖြစ်မယ်အကုသလဝိပ္ပစိတ်ဖြစ်ရင်ကျွန်တော်တို့ယောနိသောမနတိကာရရဲ့အာယောနိသောမနတိကာရရဲ့ဒီနှစ်ခုဟာကျွန်တော်တို့ပုရုဇဉ်လောကအတွက်အရေးကြီးတယ်ဖရာယနာတော့ထားလိုက်တော့ဘာဖြစ်ဖြစ်ကရိယာပဲဖြစ်မှာဆိုတော့ထားလိုက်တော့ကျွန်တော်တို့အတွက်အဲ့တော့အနိဋ္ဌာယုံနေနဲသွားအောင်ရှော့ချလိုက်ခြင်းအပြင်ကျွန်တော်တို့အကုသလဝိပ္ပစိတ်တွေမပေါ်တော့ဒါအချက်ချာအရေးကြီးတယ်ပြီးတော့မှလည်းကျွန်တော်တို့ကနိုင်ငံရေးနဲ့အဲ့လိုသွားစီးပွားရေးလည်းဒီတိုင်းပဲကျွန်တော်တို့စိုင်းနေဘာဖြစ်လို့မအောင်တယ်လဲကြာရှုံးသွားလဲသူတို့ကအိဋ္ဌာယုံတွေကိုသူကထိမ့်မထားနိုင်ဘူးသူပထမဆုံးစိုင်းဖွင့်ပွဲနေမှာပဲအိဋ္ဌာယုံဟာရန်လာပရန်ဖော်၍ရန်သဘောကောင်းရန်ကို73သူလိုက်လျောဒါပေမဲ့တက်လာတော့ကြတော့သူအိဋ္ဌာယုံနေရာမှာချိုးမပြေတော့ဘူးစိုင်းသွင်းမြင်နေပြောင်းသွားပြီမျက်နှာတွေကလည်းပဲ6 ခေါက်ကျူတွေဖြစ်ကုန်ပြီ4 ခေါက်ကျူ5 ခေါက်ကျူ6 ခေါက်ကျူနောက်ဆုံး8 ခေါက်ကျူနဲ့စီးပွားရေးဖြစ်ကုန်အဲ့မှာအဘိဓမ္မာနဲ့စီးပွားရေးနဲ့လည်းသူကမတွဲမိဘူးအဘိဓမ္မာနဲ့နိုင်ငံရေးလည်းမတွဲမိဘူးအဘိဓမ္မာနဲ့ပညာရေးအကုန်ဘာမှမတွဲဘူးအဘိဓမ္မာဒီနောက်ဆုံးမတွဲမိတဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့ဖះရှိမှသွားပြီးတော့ဗနေရအဋ္ဌံရွတ်ကြစို့ဆိုတော့ရွတ်တဲ့ဘက်ရောက်သွားအမအသုံးချမှာဖះမင်းတို့အသုံးချကြဒီမှာအဲ့တော့ကျွန်တော်တို့ကမသုံး
အဲ့တော့ဘာလို့လဲရွတ်ကြပဋ္ဌာန်းရွတ်ဖတ်ပွဲအမှန်ကိုပဋ္ဌာန်းသုံးချပွဲဆိုတဲ့တော့ retreat တွေလုပ်ရမှာတော့ကပ်မနေသွင်းရမှာပဋ္ဌာန်းဘယ်လိုသုံးချမလဲရမိုက်ကိုဘယ်လိုသုံးချမလဲဓာတုကရာကိုဘယ်လိုသုံးချမလဲဓမ္မသင်္ကန်းဒီဘယ်လိုသုံးချမလဲမဟုတ်ရွတ်ဖတ်ပူဇော်ပွဲဟာခုနှစ်အတန်မစဲဟာလုံဆန်းကွာ24နာရီ48နာရီ9ရက်9ရက်တစ်လရွတ်ကြတော့အဲ့မှာကျွန်တော်တို့ကထားစီပြုံးတာအဲ့တော့ကျွန်တော်ကဒီတမယုကြပြီးတော့မှလေ့လာတဲ့ပုံစံနဲ့မတူတော့တမယုကြပြီးတော့မှနားလဲတာနဲ့မတူတော့အဲ့တော့ဗုဒ္ဓရဲ့ခေတ်မှာအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့ဘယ်လိုရှိလဲဘယ်လိုကျင့်သုံးကြလဲပြောမယ်ဆိုနောက်ဆုံးအဘိဓမ္မာတောင်မှမလိုပဲနဲ့တုတ်တန်တရားနဲ့အဘိဓမ္မာဆိုတော့တခြားမဟုတ်ဘူးဒီတုတ်တန်တရားကနေပြီးတော့ပြန်လဲပြီးတော့စနစ်တကျပြအောင်ဖွဲ့ထားတာအမှန်တကယ်ဒါတုတ်တန်တရားတွေပါပဲတုတ်တန်တရားကိုပဲသူကမြို့တုစုတွေတက်ခွဲတာခွဲလိုက်တဲ့အခါမှာ data တွေက system ဖြစ်လာနော် system ဖြစ်လာတဲ့အခါမှာအဲ့ဒါဒီအဘိဓမ္မာအဖြစ်နဲ့ကျွန်တော်တို့ကြမ်းကြီးကြမ်းငယ်တွေ့ပြောင်းသွားတာအမှန်တကယ်တော့ဓမ္မစကြာတရားပြန် data တွေပြန်ထုတ်လိုက်ရင်အဘိဓမ္မာပဲတုတ်တန်ဆိုတော့တရားများဒီအဘိဓမ္မာတွေပဲနော်အဲ့တော့ကျွန်တော်တို့ကဒါတုတ်တန်ဒါအဘိဓမ္မာစသဖြင့်အမျိုးတွေခွဲပြီးတော့အနိမ့်မြင့်တွေဟာပြိုင်ကြရန်နေဖြစ်ကြအဲ့ဒီမှာတုတ်တန်တဲ့အဘိဓမ္မာပြတ်တဲ့အမှညင်းကြမေကုန်းတွေထုတ်ကြဘာလို့အောင်လဲအမှဒီခါကျွန်တော်မေးတယ်ဘာလို့အောင်လဲထမင်းကြော်တဲ့ခေါက်ဆွဲရမြတ်တယ်နှစ်ခုစလုံးစားရလေမင်းအဲ့ဒါအာဟာရဖြစ်တယ်ဒီထဲမှာကယ်လိုရီဘယ်လောက်ပါတယ်ပရိုတိန်းဘယ်လောက်ပါတယ်အဲ့ဒါတွေမင်းအာဟာရတွေအဆင်ပြေမယ်ဆိုစားလိုက်ရမဟုတ်ဘူးကျွန်တော်တို့ကခေါက်ဆွဲတဲ့တန်ပေါက်ဒီမြတ်ကြီးတန်ပေါက်တဲ့သမင်းဒီမြတ်ကြီးနဲ့အဲ့မှာရှုပ်ကုန်တာတော့အမှန်စားဖို့မြတ်စွာဘုရားပေးတာပြီးတော့မှပဲဖြစ်ဖြစ်အကုန်အတိချုပ်လိုက်ရင်တော့ပရိယတ်ပฏิပတ်ပฏิဝေဒဒီသုံးခုတည်းထည့်လိုက်ရင်အလုံးဒီပရိယတ်အဲ့ဒါကိုကြည့်ရင်ပฏิပတ်ဖြစ်လာတယ်နောက်ဆုံးထူထင်းသိတဲ့ကပฏิဝေဒဖြစ်သွားဒါပဲကိုဘီဒီမှာတော့ကြစို့ to seven are the whole unwholesome resultant types of consciousness အဲ့တော့အနိဋ္ဌယုံမြင်ကွင်းနေရှိနေသမျှအပရိရူပဒေတာဖြစ်ပါတယ်ဒါမင်္ဂလာတရားနဲ့ဆိုပြောတာနော်အိဋ္ဌယုံတရားတွေများလာရင်ဒါပရိရူပဒေတာဖြစ်ပြီးအဲ့တော့အပရိရူပဒေတာဖြစ်ရင်အခုကျွန်တော်တို့ပြောတဲ့အကုသလဝိပဲစိတ်ခုနှစ်ပါးမလွဲမသွေဖြစ်ပါပြီရွှေကုံဘုရားကြီးရှိလေအနိဋ္ဌယုံရှိရင်အကုသလဝိပဲစိတ်များပါတယ်ရွှေကုံဘုရားတော့ဖူးမှအောင်ပြုမှနော်အိဋ္ဌယုံမြင်ရတာအတိအိဋ္ဌယုံပေါ့ဗျာဘုရားသို့တော်ကျွန်တော်တို့ကအနိဋ္ဌယုံတွေကများလုံးတယ်ဒီမှာကျွန်တော်တို့ဒီနိုင်ငံဇေဒီပထိုးမရှိဘူးကျွန်တော်ပြောတဲ့ဗုဒ္ဓယုံဘွားတော်တွေတော့အိမ်တိုင်းမြက်ခင်းတွေမှာလည်းရှိတယ်ပန်းညံတွေမှာလည်းရှိတယ်သို့တော်သူတို့မှာအိဋ္ဌယုံတွေများတယ်တစ်ပင်ပန်းမန်နော်ပကြီးပြရိုက်ကြည့်စရာရှုစရာအာယုံလမ်းလျှောက်စရာလမ်းမြက်ခင်းမြင်တောပန်းတောင်မအကုန်ကြီးငက်တာတကဖန်တီးလာတဲ့ခါကျသူတို့ကအိဋ္ဌယုံတွေများတယ်ပฏิရူပဒေသဖြစ်တယ်အဲ့မှာကုသလဘုပဲစိတ်ဖြစ်ပါတယ်အဲ့ဒါလာမယ်ပေါ့ဗျာအဲ့တော့ဒီမှာ rootless consciousness အာယတုကအจิตဒီမှာရှင်းပြီ the word အာယတုက means without roots အာယတုကဆိုဒီမှာ roots မရှိဘူးလို့ပြောတာကျွန်တော်ပြောခဲ့တဲ့ဇောတွေမှာ roots တွေရှိတယ်ကုသိုလ်ဇောအကုသိုလ်ဇောကရိယာဇောဇောမှန်သမျှမှာ roots တွေရှိတယ်အကုသိုလ်ဆိုရင်အကုသိုလ်မူလအမြစ်တွေရှိတယ်ကုသိုလ်ကရိယာဆိုရင်လည်းပဲအဲ့ဒီမှာအလောဘအဒေါသအမောဟဆိုတဲ့အမြစ်တွေရှိတယ်အဲ့တော့ the word ayatuka means without roots qualifies those types of consciousness that are devoid of mental factors called hetu ဟိတ်လို့ခေါ်တဲ့စေတသိက်လို့ခေါ်တဲ့တရားတွေကင်းတဲ့စိတ်တွေအလိုလိုဖြစ်နေတာဘာအကြောင်းတရားမရှိဘူးအကြောင်းတရားလို့ပြောရင်ကျွန်တော်တို့ပတ်ဝန်းကျင်နဲ့မျက်စိလို့ပြောရင်ရတယ်သို့တော့ကျွန်တော်တို့ကုသိုလ်အကုသိုလ်ကရိယာဖြစ်ကြောင်း root တွေမရှိဘူးလို့ပြောတာစကားကပ်ပြီးတော့ဟာမြင်တဲ့မြင်ကွင်းတွေကအကြောင်းတရားမဟုတ်ဘူးလားမျက်စိကအကြောင်းတရားမဟုတ်ဘူးလားလို့မေးရင်မေးလို့ရတယ်ဒါဒီနေရာမှာပြောနေတဲ့ root မဟုတ်ဘူး environment ကိုပြောနေတာမဟုတ်ဘူး root cause လို့ခေါ်တဲ့
နော်ကုသိုလ်အကုသိုလ်ကရိယာဖြစ်ကြောင်းတရားတွေကိုပြောနေတာ These types 18 in number do not contain any of three unwholesome roots အဲ့တော့ဒီအကုသိုလ်စိတ်sorry အာဟိစိတ်18ပါးမှာတဲ့လောဘဒေါသမောဟလို့ခေါ်တယ် greed hatred and delusion ဒါတွေမရှိဘူးလို့မှတ်ပါ nor do they contain the three bright roots သူတို့မှာအလောဘအဒေါသအမောဟ nor do they contain the three bright roots ဒီမှာ bright roots လို့သုံးတာနော်တောက်ပါတော့ပြောဖို့ဗျာအဲ့တော့အစတုန်းကတော့ wholesome ဆိုပြီးတော့ကျွန်တော်ကအမှတ်တမဲ့သုံးဖို့မဟုတ်ဘူးတဲ့ wholesome ဆိုမြင်ကုသိုလ်တစ်ခုတည်းကိုပဲရည်ညွှန်းပါအခုကကရိယာတွေလည်းပါတဲ့ခါကျတော့ roots ကိုအလောဘအဒေါသအမောဟဒီသုံးခုကို bright roots လို့ကြံပြုပုဂ္ဂိုလ်ကလှလှပပလေးသုံးလိုက်တာအဲ့တော့ကုသိုလ်ကိုလည်းရည်ညွှန်းလို့ရသလိုကရိယာစိတ်တွေကိုလည်းရည်ညွှန်းလို့ရတယ်အဲ့ဒါတွေရဲ့အကြောင်းတရားတွေ non greed လို့ခေါ်တဲ့အလောဘ non hatred လို့ခေါ်တဲ့အဒေါသ non delusion လို့ခေါ်တဲ့အမောဟအဲ့ဒီမှာပြောပြီး which may be either wholesome or indeterminate အဲ့တော့ကုသိုလ်လို့လည်းပြောလို့ရတယ်လို့ကရိယာလို့လည်းပြောလို့ရတဲ့အကြောင်းတရားတွေရှိတယ်အလောဘအဒေါသ in အမောဟအဲ့ဒါကိုပြောပါတယ်ဒီမှာ indeterminate ရယ် determinate ရယ်နှစ်ခုရှိတယ် determinate ဆိုဒီမှာဒါကုသိုလ်ပဲဒါအကုသိုလ်ပဲလို့ဆုံးဖြတ်ပြောတဲ့တရားတွေကို determinate လို့ပေါ့ကျွန်တော်တို့ဒီ terminology ပေါ့ဗျာအဘိဓမ္မာ terminology အဘိဓမ္မာစကားနဲ့ဒီလိုသုံးတယ်ကုသိုလ်လည်းမဟုတ်ဘူးအကုသိုလ်လည်းမဟုတ်ဘူးလို့နော်သတ်မှတ်တဲ့တရားတွေကိုတော့အပြကတလို့ indeterminate လို့ဒီလိုသုံးတယ်ဒါကတော့ကျွန်တော်တို့ဓမ္မသင်္ကနီမှာပြောလိမ့်မယ် since a root is a factor that helps to establish stability in chitta အဲ့တော့ဒီစိတ်တစ်ခုခံကမမတ်ရပ်ဖို့ဆိုရင်ဒီ root တွေဟာအရေးကြီးတယ်ဒါကြောင့်မို့ပဲဒီစိတ်တွေကပဲကျွန်တော်တို့ကြိုးပေးတာနော်ခုနကကျွန်တော်တို့ပြောတဲ့ဒရာဓမ္မနဆိုတဲ့နေရာမှာကျွန်တော်တို့ဒီဇောတွေကို record လုပ်လိုက်တာနော်စိတ်တွေဟာရန်ကို power ရှိတဲ့စိတ်တွေဖြစ်သွားတာကုသိုလ် power အကုသိုလ် power နော်ကရိယာ power အဲ့တော့ since the root is the factor that helps to establish stability in chitta ကုသိုလ်ရဲ့လို့ခိုင်ခိုင်မာမာအကုသိုလ်ရဲ့လို့ခိုင်ခိုင်မာမာနော်အကျိုးပေးပြီဆိုဒါတွေအကျိုးပေးတာဟုတ်နော်အဲ့တော့ဒီ root ဟာအရေးကြီးတယ်စိတ်တွေခိုင်ခိုင်ခန့်ခန့်ရပ်တည်ဖို့အတွက် those status that lack roots အဲ့တော့ဖိတ်မပါတဲ့စိတ် that lack roots အဲ့ဒီမှာဖိတ်မပါတဲ့စိတ်ဟိတ်ပါတဲ့စိတ်နှစ်ခုပြောတယ်ပြောတဲ့အခါကျတော့ those status that lack roots are weaker than those that possess them ဟိတ်တွေပါတဲ့စိတ်တွေထက်စိတ်တွေလောက်အားမရှိဘူးစိတ်တွေထက်အားနည်းနေတယ်ကျွန်တော်တို့ဒီဒန်းဆိုတဲ့စကားလုံးကိုဘာသာပြန်လိုက်ကကျွန်တော်တို့မြန်မာမှာတစ်ခုတူထက်ရယ်အောက်ရယ်အဲ့တော့ဟိတ်ပါတဲ့စိတ်တွေအောက်ဟိတ်မပါတဲ့စိတ်တွေကအားနည်းတယ်ဒီလိုကျွန်တော်တို့ကမြန်မာမှာနှစ်ခုသုံးတယ်အင်္ဂလိပ်ကတော့နှစ်ခုစလုံးအထက်ပဲဖြစ်ဖြစ်အောက်ပဲဖြစ်ဖြစ်သူကဒန်းနဲ့ပဲသုံးတာပေါ့နော် those status that lack roots are weaker than those that possess them အဲ့တော့ဒီမှာအကြောင်းပြချက်လေးဟာ the root is a factor that helps to establish stability in the chitta
ဒီလောဘဒေါသမောဟအလောဘအဒေါသအမောဟဆိုတဲ့ဒီတရားတွေကစိတ်တွေခိုင်ခန့်အောင်အထောက်အကူပေးတဲ့အတွက်ဟိတ်ပါရင်အားကောင်းတယ်ဟိတ်မပါရင်အားမကောင်းဒါမှတ်ထားပါအဲ့တော့အားရစိတ်တွေဒီအကျိုးမပေးဘူးအလိုလိုဖြစ်တဲ့စိတ်တွေဖြစ်တယ်ကိုက action ဖြစ်နေ take action ပေါ့နော်အရေးယူရတာမျိုးမဟုတ်အရေးတယူကိုကနေပြီးတော့နှလုံးသွင်းပြီးတော့ကုသိုလ်စိတ်အကုသိုလ်စိတ်ကရိယာစိတ်ဖြစ်အောင်ဖန်တီးရတာမျိုးမဟုတ်သူ့လိုလိုပေါ်လာရှင်တော်ရဲသွားရင်ရှင်ပေးတယ်ဒါပဲပန်းတော်ရဲသွားရင်ပန်းနေမွေးတယ်ပြီးတဲ့အခါကျမှရှင်တော်ရဲသွားရှင်ပေးလို့ကိုကနေကိုရေရွတ်မလားဆဲမလားအိုမလားအပြစ်တင်မလားလမ်းမကင်းတဲ့ပုံကိုယ်တွေကလော်တုတ်မလားဒါဘောပန်းကင်းနဲ့သွားပန်းနေမွေးတယ်ဒီမှာကုသိုလ်စိတ်တွေအမေတ္တာတွေပို့ဟာရန်ကိုကျင့်တတ်ကျင့်နူးကုသိုလ်စိတ်တွေဘုရားပန်းပြုလိုက်ကောင်းပါပဲเนาะအဲ့လိုစသဖြင့်တွေးတွေပေါ့ကိုကဆက်တွေးတာကိုကဏ္ဍဖြစ်သွား The 18 teachers in this class fall into three groups wholesome resultant unwholesome resultant အကုသိုလ်အကျိုးစိတ် wholesome resultants ကုသိုလ်အကျိုးစိတ် functional consciousness ကရိယာစိတ်ဆိုပြီးတော့သုံးမျိုးရှိတယ်ခုနကဦးစင်းဥပမာမေးတဲ့ဆရာတော်ဥပမာမေးတဲ့စိတ်ကဒီကရိယာစိတ်တွေဆိုတဲ့နေရာဥပမာသင်ရမယ်ကာမဝဆရရူပဝဆရအရူပဝဆရကရိယာစိတ်တွေရှိတယ်အခုအာဟိစိတ်မှာလည်းကရိယာစိတ်ရှိတယ်အဲ့ဒီအာဟိစိတ်ကရိယာနဲ့ယန္တာပုဂ္ဂိုလ်တွေကရေတော်မူကြောင်းပေါ့နော်ရေတာထက်ပြုံးတာပေါ့နော်အဲရေတာလည်းပဲကျွန်တော်တို့အဆင့်ရှိတယ်တိတဟတိတစသည်ပေါ့နော်ရေတာပြုံးတာအဲ့ဒီမှာသူမြတ်တို့ဤရည်ချင်းတို့သူလက်တို့ဤရည်ချင်းသူရုပ်တို့ဤရည်ချင်းစသည်ပေါ့ကျွန်တော်တို့ကအကုန်ရည်တာပဲသူကကျွန်းထုတ်ပြီးတော့မှရည်လိုက်သေးတယ်သူကအဲ့တော့ဒီဗိဓမာတွေနဲ့ကြိုက်လိုက်ရင်တော့တခါတည်းကျွန်တော်တို့လူရုပ်ပြင်ဖြစ်သွားတာခါကျရင်လည်းလူရုပ်မဖြစ်အောင်ထဲပြီးတော့ရည်ရတာမျိုးပေါ့ဗျာရည်ချင်တာကတော့ခွတ်ထုတ်ခွက်လန်ကျွန်းပြန်ပြီးတော့ရည်ချင်တာမျိုးတွေစာရီဖတ်တဲ့ခါကျတော့အဲ့ဒီမှာထင်ရတာအဲ့တော့ functional consciousness ဒီမှာကျွန်တော်တို့ရဲ့ရဲတဲ့စိတ်နဲ့ယန္တာပုဂ္ဂိုလ်တွေဘုရားယန္တာတွေရည်တဲ့စိတ်နဲ့မတူဒါကိုဒီမှာ functional consciousness မှာပြောလိမ့်မယ်ကျွန်တော်တို့ကကျတော့အကုသိုလ်စိတ်နဲ့ရည်တယ်အကုသိုလ်တောမနတစိတ်နဲ့ရည်တယ်ကုသိုလ်ဆိုလဲကုသိုလ်တောမနတစိတ်နဲ့ရည်တယ်အဲ့တော့ဒီမှာဘုရားယန္တာတွေလည်းပြုံးတဲ့အခါမှာသူကအဲ့ဒီအာဟိစိတ်ထဲမှာပါတယ်ကရိယာအတိတုပ္ပစိတ်ကလေးပါတယ်ပြီးရင်သူတို့ရဲ့ကရိယာစိတ်ကလည်းဥပမာရှိသေးတယ်အဲ့ဒါနဲ့တွဲပြီးတော့ပြုံးပါကရိယာစိတ်တွေမှာကျွန်တော်တို့ပြုံးတယ်ရည်တယ်ဆိုလို့ကျွန်တော်တို့တွေးတာပေါ့ကိလေသာစိတ်ရှိနေသလားလို့တွေးတာမဟုတ်ဘူးသွားကရိယာစိတ်တွေမှာလည်းတောမနတနဲ့ဥပ္ပခါဆိုပြီးတော့ကိုယ်ရနေတယ်တောမနတစိတ်ထဲမှာကြည်မွေ့တဲ့စိတ်ဘုရားရနာပြပြီးတော့ကြည်မွေ့တဲ့စိတ်ကလေးမှမရှိရင်လည်းဘာရတာမှမရှိတော့ဘူးနော်ကျွန်တော်တို့လိုလောဘအခြေခံတဲ့တောမနတကြီးမဟုတ်ဘူးဘုရားရနာတွေမှာလည်းကရိယာစိတ်မှာတောမနတပါတယ်အဲ့ဒီတောမနတစိတ်တွေနဲ့ကရိယာတောမနတစိတ်တွေနဲ့ဒီမှာအဲ့ဒီစိတ်တွေမှာပါတယ်ကျွန်တော်တို့တောမနတဒီ sorry ဒီအဟိကရိယာစိတ်ကလေးနဲ့တွဲပြီးတော့တွားကြမှာဒါခုထားလို့ပါဦးဒီတိကာကလည်းဖွင့်ပြပါတယ်နော်ကြုံတော့ပေါ့အဲ့တော့အခုဒီမှာကျွန်တော်ကတော့နမူနာလေးပြဖို့ဆိုပြီးတော့မျက်လုံးနဲ့မြင်ကွင်းနဲ့တွေ့ခုနကစိတ်အခြေအနေတွေဖြစ်တဲ့ကြောင်းပြောလည်းပြောပြီးသွားပြီဆိုတော့ဒါကိုကြုံလို့ရသွားပြီအဲ့တော့ဒီမှာတိကာကဖွင့်ပါတယ် unwholesome resultant consciousness အကုသလဝိပါကจิตတတိ The first category of rootless consciousness, Aituka Chaitanya, comprises the seven types of consciousness. အဲ့တော့ပထမဆုံးအမျိုးအစားအာယစိတ်အမျိုးအစားအဲ့ဒါကတဲ့ the seven types of consciousness that result from unwholesome karma. အဲ့တော့ဒီမှာအကုသလကမ္မအကုသလကမ္မကြောင့်အဲ့တော့ကျွန်တော်တို့ကရှေးကံကိုအမြဲတမ်းပုံချတယ်
ကိုယ့်ရဲ့ရှိကအမှတ်တွေပွားနေတာဒါရှေ့ကမှမဟုတ်တာကိုယ့်ကြောင့်ဖြစ်တာကိုယ့်ရဲ့အကုသိုလ်ကံအဲ့ဒါအဲ့မှာအကုသလဆိုတဲ့စကားလုံးကုသလဆိုတာကစေကဆိုတဲ့အဓိပ္ပာယ်စေကဆိုတာ scale လို့ပြောတာကျွမ်းကျင်မှုလိမ္မာမှု cleverness ပြောလိုက်အောင်အဲ့တော့ကုသလဆိုတာကျွမ်းကျင်တာ manage လုပ်နိုင်တာကျွန်တော်တို့ကမဟုတ်ဘူးကုသလဆိုရင်ကုသိုလ်ဆိုရင်ရှေးဘဝကအတိတ်ကကုသိုလ်ပြုခဲ့တဲ့လူကတန်းခဲ့တာတွေအကုန်လုံးကိုတော့ပြောလိုက်တာမဟုတ်ဘူးကုသလဆိုတာဒီဘဝမင်းဘယ်လောက်ကျွမ်းကျင်လဲမင်းဘဝကိုဘယ်လောက်ဖန်တီးနိုင်လဲကျွန်တော်တို့အရန်ဆင်းရဲတဲ့နိုင်ငံဒါပေမဲ့ရန်ဆင်းရဲတဲ့နိုင်ငံထဲမှာအရန်ချမ်းသာတဲ့လူတွေလည်းရှိတယ်အဲ့ဒီမှာကောင်းရောင်းကောင်းဝယ်နဲ့ကြိုးစားအထုတ်လို့ချမ်းသာတဲ့ပုဂ္ဂိုလ်ရှိသလိုအကြောင်းမျိုးမျိုးနဲ့ချမ်းသာနေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်။ဘာဖြစ်ဖြစ်ဖြစ်အဲ့ဒီမှာသူတို့ကသူတို့ရဲ့ပတ်ဝန်းကျင်ကိုအိတ်ဓာတ်ရုံဖြစ်အောင်ဖန်တီးကြတာပေါ့ဗျာ။အဲ့ဒီမှာသူတို့ရဲ့ root cause တွေကတော့အများကြီးပေါ့နော်။မကောင်းတဲ့ root cause တွေနဲ့ချမ်းသာတယ်။ကောင်းတဲ့ root cause တွေနဲ့ချမ်းသာတယ်။ဒါပေမဲ့ချမ်းသာလာတယ်။ချမ်းသာလာတဲ့အခါမှာသူတို့ပတ်ဝန်းကျင်ကိုကောင်းအောင်ကြိုးစားတဲ့ဘက်ကိုပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။အဲ့ဒီမှာကုသလဆိုတဲ့စကားလုံးကဒီမှာအခြားတစ်ဘက်ကကျတော့ကုသိုလ်ကောင်းမှုတွေရည်ညွှန်းတယ်တခြားဘက်ကကျတော့ကျွမ်းကျင်မှုလိမ္မာမှုပါဏတ်မှုစီမံခန့်ခွဲနိုင်မှုအဲ့ဒါကိုလည်းပြောတယ်အဲ့ဒါနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်ပฏิရူပဒေတာဖြစ်အောင်ပြောင်းလဲကြတာပြောင်းလဲကြမှာနေအိဋ္ဌာယုံနေအနိဋ္ဌာယုံကနေအိဋ္ဌာယုံပြောင်းသွားအဲ့တော့ဒီအကုသလဝိပ္ပစိတ်ခုနှစ်မျိုးဆိုတာဘာကြောင့်ပေါ်လဲဆိုတော့အများသိလက်ခံထားတဲ့အတိတ်ကံကြောင့်ဖြစ်တယ်လို့ပြစ္ဆုတ်ပံအကုသိုလ်မကျွမ်းကျင်မှုမလိမ္မာမှုမပါဏတ်မှုမိမိရဲ့အသုံးမကျမှုကြောင့်လည်းအကုသလဝိပ္ပစိတ်ခုနှစ်ပါးဖြစ်ပါတယ်ဒါကိုသဘောပေါက်အောင်ကျွန်တော်တို့ကများသောဖြင့်အလွတ်ကြလိုက်တာခံကွာမယ်ရှိဘဝအတိတ်ကံရှိဘဝအတိတ်ကံကြောင့်မခံရတာခံဖို့တပိတ္တတာကမ္မတက္ကရာဆိုပြီးတော့ကျွန်တော်တို့လုံးချလိုက်တာအမှန်မဟုတ်ကိုသုံးကြတာကိုနေတဲ့နေရာညစ်ပတ်နေတယ်အတိတ်ဘဝကံကြောင့်မဟုတ်ဘူးလေဒါကိုညစ်ပတ်ကိုအကုသလဖြစ်နေတာအကုသလခုနကနော်မကျွမ်းကျင်တာမလိမ္မာတာမပန်းတတ်တာအသုံးမကျတာအဲ့ဒါအကုသိုလ်ကျွန်တော်တို့ကမဟုတ်ဘူးဒုစရိုက်10ဘွားလုံနေမှာအကုသိုလ်လို့ထင်တာမဟုတ်ဘူးထမင်းပြော့သွားတယ်မာသွားတယ်ကိုယ့်ရဲ့အကုသိုလ်ရှိဘွားကအကုသိုလ်မဟုတ်ဘူးခုအကုသိုလ်ခုလုံနေတဲ့အသုံးမကျမှုရေဘယ်လောက်ထည့်ရမလဲကျွန်တော်လည်းခဏခဏမှားတာပေါ့ငါရဲ့အကုသိုလ်နော်အခုတော့ကျွန်တော်ကဒီ2 နှစ်3 နှစ်တည်းမှာကျွန်တော်ထမင်းချက်တတ်သွားတယ်ဘုံတော့ဒီရှင်နုရုဒ္ဓလို့ပြောဗျာရှင်နုရုဒ္ဓဘလောင်းနေရတထေသားမင်းသားထမင်းဆိုရင်သူကရှုဂတိရဖြစ်တယ်လို့ပြောတယ်မရှိဆိုတဲ့စကားမကြောက်ဘူးလို့သူ့အမေကမရှိမို့ကလေးတွေကစားနေတာစော့နေတာစော့နေတဲ့အချိန်ရှုံးသွားတော့မုံကျွေးတန်းဆိုတော့မုံသွားပြီးတောင်းခိုင်းတာနောက်တော့ခဏခဏတောင်းခဏခဏရှုံးတာဆိုအဲ့ဒီမှာမရှိတော့ဘူးလို့ပြောတော့မရှိတာပေးလိုက်ပါအဲ့ဒီမှာပြဿနာနော်ဒါပေမဲ့ကျွန်တော်တို့ဒါလည်းပဲယုတ်တိယုတ်တနဲ့တွေးကြည့်လို့လည်းတိတ်ပြီးတော့ဟန်တော့မကြလာပါဘူးနော်ရှုံးနေတာဒီဘုံကန်ကြီးတဲ့ကလေးကဒီမှာကျတော့နော်မရှိမုံတာသူမကြောက်ဘူးဒါပေမဲ့ဒီမှာထွေကစားတာသူရှုံးနေတယ်ဆိုတာမျိုးပေါ့ပြီးရင်လည်းဒီဝေါ်ကတော့သူမတင်ရဘူးလားပေါ့ဒါမျိုးတွေကျွန်တော်တို့ပြောစရာရှိဒါပေမဲ့တော့ကျွန်တော်တို့ကသူ့ရဲ့ကုသိုလ်ကံအားကောင်းမှုနော်ကြီးမွန်းနေတဲ့ခါကျတော့ဒါမျိုးတစ်ခါတည်းပြောရတာမရှိမုံတော့မကြောက်ဘူးဆိုတော့အဲ့ဒီမှာဗလာခွက်ကြီးရွှေခွက်ကြီးအုပ်ပြီးတော့ပို့လိုက်တယ်ပို့လိုက်တော့နတ်တွေကမနေနိုင်တော့ဘူးတဲ့သူ့ရဲ့ဘုံကံကြောင့်နတ်ဩဇာတွေထည့်ပြီးတော့ဟာမရှိမုံခေါင်းလိုက်တာမျိုးပေါ့အဲ့တော့မရှိမုံမကြွရတော့ဆိုအမေကအရန်တက်တာတော့တယ်တဲ့မှားတိုင်း
ခွက်လွတ်ပဲပို့လိုက်ရတယ်ဒါမျိုးပေါ့ကျွန်တော်တို့လည်းအဲ့တိုင်းဘဝကိုဖြတ်သန်းခဲ့ရတော့တော်တော်များများလူမှုဘဝတွေနားမလည်ဘူးကိုရင်းလည်းမစားဘူးပေါ့ဗျာအခုတော့ကိုယ်ကိုယ်တိုင်လူ့ကြောင်ဘဝရောက်တဲ့ခါကျတော့နော်ကိုယ်ကိုယ်တိုင်ဖန်တီးရတဲ့အခါကိုယ်ကိုယ်တိုင်ထမင်းချက်ရတဲ့အခါဟင်းချက်ရတဲ့အခါအကုသလကုသလကိုဒီမှာပို့ပြီးတော့နားလည်လာဩဒါအကုသလမကျွမ်းကျင်တာမကျွမ်းကျင်တဲ့ခါကျတော့ဟင်းချက်လို့မကျွမ်းကျင်မဲ့တဲ့ချက်ရင်ဟင်းကမကောင်းတော့ဘူးပေါ်တာပုံငန်းငန်းဆက်တရားဆက်အကုသိုလ်အကျိုးချက်ချင်းလည်းငင်ကျိုးပေးတာတော့နည်းနည်းလေးချက်တက်လာတော့ဆောင်းသမင်းကလည်းအပြော့မာလည်းမှန်းလာပြီโอเคသွားပြီအဲ့ဒီကျတော့ကုသလဥပ္ပပေါ့စားရတာအဲ့တော့ကျွန်တော်တို့ကအဖိဓမ္မာကိုဒီလိုနားလည်ဖို့လိုတယ်အဖိဓမ္မာကိုအဲ့လိုနားလည်မှာကျွန်တော်တို့လူမျိုးတွေကကြိုးစားခြင်းစိတ်မဟုတ်ဘူးမင်းအသုံးမကျလို့မင်းခံနေရတာဒီလိုကျွန်တော်တို့တဲပြောမှမင်းအသုံးကျလို့မင်းအခုလိုဖြစ်နေတာဒီလိုတဲပြောမှမဟုတ်ဘူးဒီအရှိဘဝအကျိုးပေးတွေနတ်ကပေးသလိုတွေတော့မဟုတ်ဘူးတော့သူလမ်းကြောင်းမှာသူရှိကိုရှိတယ်ရှောက်နေတဲ့ပုဂ္ဂိုလ်အဲ့ဒီမှာတွားနေတဲ့ပုဂ္ဂိုလ်ရွေ့နေတဲ့ပုဂ္ဂိုလ်အရွေ့တစ်ခုနဲ့အခွင့်အရေးတစ်ခုလိုက်လာအဲ့တော့အဲ့ဒီကြမှာပြစ္ဆုတ်ပံကံနဲ့အတိတ်ကံကိုဆက်ဆက်ပြီးတော့ပြောလို့ရတယ်အဲ့လိုမျိုးနဲ့ပြစ္ဆုတ်ပံကံကိုအမှုကိုပဲနဲ့အတိတ်ကံကျွန်တော်တို့လွှဲချတဲ့စနစ်နဲ့တွားရင်ကျွန်တော်တို့ဟာအကုသလဥပ္ပစိတ်တွေညားပြီးတော့ကုသလဥပ္ပစိတ်တွေနေတာပေါ့နော်အခုဒီမှာကုသိုလ်အကုသိုလ်ဆိုတဲ့စကားလုံးလေးကိုကျွန်တော်တို့ဒီမှာအဖွင့်ကကာမဝဇ္ဇကုသိုလ်စိတ်မှာထပ်ဖွင့်ပြလိုက်ဦးမယ်ကုသလဆိုတာစေကလို့ခေါ်တဲ့အ내တစ်ခုရှိတယ်စေကဆိုတာကျွမ်းကျင်မှုလို့ပြောတယ်တနည်းအားဖြင့်ပြောမယ် scale cleverness နော်ပြီးတော့ပြောမှဆိုတော့ wisdom လို့လည်းပြောလို့ရတယ် education လို့လည်းပြောလို့ရတယ်ကုသလပညာအဲ့တော့နှစ်မျိုးကျွန်တော်တို့နားလည်လို့ရတယ်ဗုဒ္ဓအဲ့လိုသွားတာအကုန်လုံးလုံးပြီးတော့ချထားတာမျိုးပေါ့ရှေးတိတ်ကံတခုတည်းကိုဆွဲနေဒိဋ္ဌိတောင်ဖြစ်တယ်မိစ္ဆာဒိဋ္ဌိဖြစ်ဥပိ္ပကတဟိတုဒိဋ္ဌိအကုန်လုံးရှိဘဝကံကြီးလွှဲချတယ်နောက်ဆုံးသူဟာဒိဋ္ဌိဖြစ်လာတယ်ပြစ္ဆုတ်ပံမှာဘာမှလောကကောင်မှမသိတော့မိစ္ဆာဒိဋ္ဌိတွေပါတယ်အဲ့တော့ဒီမှာပြစ္ဆုတ်ပံအတိတ်နှစ်ခုဆက်ဆက်ပြီးတော့စကလုံးတစ်လုံးချင်းစီအဓိပ္ပာယ်တွေကိုယူတဲ့အခါမှာပုံစံမတူအတ္တဤအတ္တနောနာထောဆိုတဲ့နေရာမှာပါတဲ့အတ္တရဲ့အနတ္တမှာပါတဲ့အတ္တရဲ့စကလုံးဟာအဓိပ္ပာယ်တွေအတ္တဤအတ္တနောနာထောဆိုတာ self defense self reliance မိမိကိုယ်ကိုအားကိုး self control မိမိကိုယ်ကိုထိန်းချုပ်အဲ့လိုဆိုလိုတာအနတ္တမှာပါတဲ့အတ္တကျတော့မိမိရဲ့အတ္တကိုပဲအကုန်လုံးအတ္တဆိုတာကိုယ့်ရဲ့အစ္ဆဒထဲမှာအတ္တဆိုတာရှိတယ်ဒီအတ္တကြီးကပဲအလုံးကိုဖန်တီးနေတယ်အလုံးကိုဥဆောင်နေတယ်ဆိုတဲ့အတွေးအတ္တအနတ္တအဲ့ဒီမှာတုတ်တံပြီးတယ်မှာလေဆက်ဆက်ပြီးတော့ယူဖို့တုတ်တံပြီးတယ်မှာမကွဲသမုဒိနဲ့ပရမတ္ထမကွဲပဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံဘုရားဘာသာအများစုဟာပြဿနာတွေတက်နေကြတယ်နော်သမုဒိနဲ့လည်းပရမတ္ထနဲ့လည်းမကွဲဘူးတော့တုတ်တံနဲ့ပြီးတယ်မှာလည်းရောထွေးနေတာအခုဒီနေ့တော့ဒီလောက်ပဲမနေ့ကကြမှာကျွန်တော်တို့ဆက်ရည်အဲ့ဒီမှာလေပြီးတော့အခက်ခဲတွေ့တာဒီအတ္တကြီးအတ္တနာတော့အတ္တ